နောက်ဆုံးလမ်းဘေးမှာအိပ်ရမယ်ဆိုရင်တော့ပြောပါတယ်ကဲခုကတော့အိန္ဒိယကိုဒိုးပါပြီ नमस्कार हमारे सभी इंडिगो ब्लू चिप मेंबर्स का हार्दिक स्वागत है धन्यवाद लेडीज एंड जेंटलमैन बॉयज एंड गर्ल्स एंजॉय योर फ्लाइट အရင်ဆုံးထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ဆိုနဖွန်လို့ခေါ်တဲ့တိုးနာဘူမိလေဆိပ်ကနေနယူးဒေလီကို9နာရီလောက်လေယာဉ်စစီးရပါတယ်ထိုင်းနိုင်ငံကနေခဏတာစွန့်ခွာလာပြီးတော့လေယာဉ်ပေါ်မှာပဲရှုခင်းတွေကြည့်ပြီးတော့အချိန်ဖြုံးနေခဲ့ရပါတယ်ခုဆိုရင်အိန္ဒိယနိုင်ငံနယူးဒေလီလေဆိပ်ကိုရောက်လာခဲ့ပါပြီအဲ့ဒီနယူးဒေလီကနေပြီးတော့ကက်ရှ်မီးယားပြည်နယ်စရီနာဂါမြို့ကိုလေယာဉ်ထပ်စီးရမှာပါဒါပေမဲ့ transit time က14နာရီလောက်ကြာမှာမို့လို့နယူးဒေလီလေဆိပ်မှာပဲဖြစ်တယ်လို့အချိန်ဖြုံးနေခဲ့ရပါတယ်ခုဆိုရင်အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီရဲ့airport လေဆိပ်ကိုရောက်လာပြီပေါ့နော်အဲ့တော့ခြေတော့ခြေပါတယ်ဒါပေမဲ့ဘာမှတော့စစ်စေးအတင်းကျပ်တော့မရှိဘူးပေါ့နော်အားလုံးအဆင်ပြေပါတယ်အေးတာပေါ့ဘယ်လောက်ထိအေးလဲဆိုရင်အခုကအိန္ဒိယနယူးဒေလီလေဆိပ် airport arrival ဘက်မှာပေါ့နော်ရောက်ရှိနေပါတယ်ဒီညနေကအိန္ဒိယလေဆိပ်ကိုရောက်ပါတယ်ရောက်ပြီးတော့ကျွန်တော်တို့ transit စီးရမှာဖြစ်တဲ့အတွက်မနေ့အစောပေါ့နော် transfer ကိုပြန်ဝင်ပြီးတော့ကျွန်တော်တို့ဒီ luggage တွေပါတယ် check in ပြန်လုပ်ပြီးတော့Srinagar ကိုဆက်သွားမယ်ပေါ့နော်အခုဒီမှာ New Delhi လေဆိပ်မှာအေးပါတယ်ကျွန်တော် luggage ကcheck in ကြိုပြီးတော့လုပ်လိုက်တယ်ပေါ့နော်ကိုဘေးနားမှာအသေးမနေကျွန်တော်လို့မနေ့ကအတွက် check in ကြိုလုပ်လိုက်တယ်အခုဒီညတညလုံးဒီပပလေးတွေနဲ့ဒီမဲ့ကြည့်ဒီပပလေးတစ်ထည်မထူမပါတစ်ထည်ဒါလေးတစ်ထည်နဲ့ဒီညလုံးဖြတ်တန်းရတော့နေနိုင်မှာမလားတော့မပြောတတ်ဘူးမနေနိုင်လို့လည်းမရတော့ဘူးအန်ရွေးတွေမရှိတော့ဘူးဟိုအိတ်ထဲမှာပါသွားလို့ပေါ့နော် Oh my god Oh shitအေးလာပါတယ်ဒါတော့ New Delhi မှာပဲရှိသေးတယ်ဟို Srinagar Kashmir ရောက်ရင်တော့သွားပြီ minus ဘယ်လောက်လဲပေါ့Thank you, India. Why? We need to go to the gate 5 or
4 or 6 or maybe something. I don't know what the gate number is. Where do I have to go? I don't know. India လူမျိုးတွေကြားထဲမှာပေါ့နော် India လူမျိုးတွေကြားထဲမှာဘာလုပ်နေလဲဆိုဘာမှမလုပ်သူတို့ကတော့ဝိုင်းကြည့်နေတယ်ကိုဝိုင်းကြည့်နေတယ်ဘာဖြစ်လို့လဲမသိထူးဆန်းလို့လားရုပ်ကိုကြည့်ချင်းစုံနေတဲ့ရုပ်ကို New Delhi လေဆိပ်မှာပေါ့နော် transit time ကဒီ14နိုင်လောက်ရှိတယ်ပေါ့နော်ကြာပြီပဲဆိုတော့အဲ့တော့နောက်ထပ်လင်းဒီ Srinagar ပေါ့နော် Srinagar ကိုထပ်စီးဖို့ဒီ check in ပြန်ဝင်ဖို့စောင့်နေတယ်ပေါ့နော်အချိန်ကြီးအများကြီးပဲရတယ်ကွာအဲ့တော့စောင့်နေပါတယ်ဒီကိုယ်လုံးလည်းဘယ်လိုပြောမလဲ flat ပြနေပြီနော်တောင်းညင်လို့ဖြစ်မျက်မှန်ကိုဖြုတ်ထားခဲ့တယ်ဘာဖြစ်လို့လဲဆိုရင်မျက်မှန်ကစပိန်စီးပြီးတော့ခရီးထွက်တဲ့ခရီးစဉ်တွေပါပေါ့နော်မျက်မှန်ပါနေရင်ပေါ့နော်လန်ခီးမှာမျက်မှန်ကြီးနဲ့ဆိုတော့ဟိုချွေရတက်ရတာတွေမိုးဆူတာတွေရေဆူတာတွေဖုန်တက်တာတွေမှန်တုတ်လိုက်ဖုန်တက်လိုက်နဲ့အဲ့လိုမျိုးအခက်ခဲတွေပေါ့နော်အရင်တည်းကဝေးမှုန်တာဝေးမှုန်တာမျက်မှန်ကြီးကတကားကားနဲ့ဖြစ်နေပေါ့နော်လန်ခီးမှာအဆင်မပြေဘူးအဲ့ဒါကြောင့်မျက်မှန်ကိုဖြုတ်ပြီးတော့ခရီးထွက်ချင်တယ်ဒါပေမဲ့အခုဒီအိန္ဒိယကိုလာတော့မျက်မှန်ဖြုတ်ပြီးတော့လာကြည့်တော့မျက်လုံးကတိတ်ဘယ်လိုပြောမလဲတိတ်ကိုမဟုတ်တော်တော်လေးကိုအဆင်မပြေတာရှေ့ဝါးတစ်ပြန်လောက်ဆိုရင်ဘာတွေရေးလို့ရေးထားမှန်းမသိဝါးသွားပြီပေါ့နော်အဲ့တော့စလုံးကြီးကြီးတွေတောင်မှဘာရေးလို့ရေးထားမှန်းမသိဝါးသွားတဲ့အခြေအနေရောက်တာပေါ့အဲ့တော့မျက်ကမှန်တက်ဖို့စဉ်းစားရမယ်ပေါ့နော်ဒီမျက်မှန်မပါဘဲနဲ့ခရီးလေးထွက်ချင်တယ်ဒါပေမဲ့ကြည့်ရတာလေပတ်ဝန်းကျင်ကိုကြည့်ရတာလေမျက်လုံးကမျက်မှန်မပါရင်အဆင်မပြေဘူးအဲ့တော့မျက်ကမှန်ကိုစဉ်းစားရမယ်ပေါ့နော်အဲ့တော့ you know actually I'm a little bit tired this is terminal 3 and it's really huge I'll be heading to Kashmir tomorrow morning it's gonna be a long night so I'll see you guys in the morning when I head to Kashmirလေစိတ်ထဲမှာလည်းခရီးနေမဲ့သူတွေများလုံးလို့ကိုပစ္စည်းတွေအပြောက်အရှမရှိအောင်ကြက်အိတ်ကြက်နိုးခိုးအိတ်ခဲ့ရပါတယ်အိန္ဒိယနိုင်ငံရဲ့မြို့တော် New Delhi လေဆိပ်ကြီးကအရန်ကိုကြီးပြီးတော့ခမ်းနားလွန်းလှပါတယ် Good morning Delhi လေဆိပ်ကြီးမှာညလာအိတ်တာပေါ့နော်တန်ပါတယ်တော်ပတ်စံအကုန်ခံပြီးတော့ဟိုတယ်တွေဘာတွေမှာသွားအိတ်တာမထူးဆန်းတော့ဘူး Delhi လေဆိပ်ကြီးမှာလာအိတ်ဖူးသွားပါအရမ်းမိုက်ပါတယ်ရတာအဲ့လိုရတာတွေလိုချင်လို့ပေါ့နော်ဒီလိုတွေခီးထွက်တာတွေလည်းပါပါရမ်းတက်ပါတယ်နောက်ဆုံးလမ်းဘေးမှာအိတ်ရမယ်ဆိုရင်တော့ပြောပါတယ်ဒီလိုနဲ့ toilet ထဲမှာမျက်နှာသစ်သွားတိုက်ပြီး check-in ဝင်ပြီးတော့အိန္ဒိယနိုင်ငံ New Delhi လေဆိပ်ကြီးကနေ Kashmir ပြည်နယ် Srinagar မြို့ကိုခရီးဆက်နှင်ခဲ့ပါတယ်Srinagar မြို့ကိုမရောက်ခင်မှာလေယာဉ်ပေါ်ကနေဣမဝန္တာတောင်တန်းကြီးတွေကိုနှင်းဖုံးနေတဲ့မြင်ကွင်းကိုမမောစရာကောင်းလောက်အောင်မြင်တွေ့ခဲ့ရပါတယ်
ဒီခရီးစဉ်ကဟိမဝန္တာတောင်တန်းတွေကိုမျက်စိနဲ့တက်အပ်မြင်တွေ့ခွင့်ရတာနဲ့တန်နေခဲ့ပါပြီစရီနာဂါကိုရောက်တဲ့အခါမှာတော့နေသာနေပေမဲ့အပူချိန်ကတော့0 degree Celsius ကိုရောက်နေခဲ့ပါပြီအေးပါတယ်Good morning စရီနာဂါလေဆိပ်မှာရောက်နေပါပြီအခုကသူတို့ဒီလေဆိပ်ကိုလာကြိုတဲ့ကားကွင်းလေးပေါ့နော် taxi stand လို့ခေါ်မလားအေးနေပါပြီအရန်အေးလွန်းလို့လက်တွေတောင်ထုံပြီးကြိုက်ခဲနေပါတော့တယ်အပူပိုင်းဒေသကလာတဲ့သူတယောက်အတွက်ဒါကကြီးမားတဲ့စိန်ခေါ်မှုတွေစတင်နေခဲ့တာဖြစ်ပါတယ်လေဆိပ်ကနေတဲခိုမဲ့ဟိုတယ်ကိုကားနဲ့ဆက်သွားခဲ့ပါတယ်ကားစီးရင်အိန္ဒိယလူမျိုးတွေရဲ့ကြီးလက်ဒေသပတ်ဝန်းကျင်ကိုကြည့်ပြီးတော့အိန္ဒိယသချင်းလေးနားထောင်ရင်းလိုက်လာရတဲ့အရာကစိုင်းတီးဆိုင်သချင်းလေးနဲ့ရှမ်းပြည်တက်တယ်လို့ပါပဲအဲ့ဒီနေရာဒေသရဲ့အရာကိုလက်တွေ့ခံစားလိုက်ရတဲ့ဘလို့မှမပြောပြနိုင်လောက်တဲ့အရာကိုခံစားရပါတယ်တကယ်ပဲကက်ရှ်မီးယားပြည်နယ်တွေကစရီနာဂါဆိုတဲ့မြို့လေးကအေးချမ်းတယ်လို့ခံစားရပေမဲ့တကယ်တမ်းမှာတော့ဒီနေရာဒေသတွေဟာတကယ်ကိုရှုပ်ထွေးပြီးစိတ်မကောင်းစရာအဖြစ်အပျက်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်14ရာစုကစပြီးတော့အစ္စလမ်ဘာသာဝင်ဘုရင်တွေစတင်အုပ်ချုပ်ခဲ့ပါတယ်မဂိုအေဂရစ်ဂျဟန်ဂါကကက်ရှ်မီးယားကိုအရန်ချစ်မြတ်နိုးပြီးတော့ကမ္ဘာပေါ်မှာနိဗ္ဗာန်ဘုံရှိရင်ဒါဟာကက်ရှ်မီးယားပဲလို့ဆိုခဲ့ပါတယ်သူတို့လက်ထက်မှာလှပတဲ့ဥယျာဉ်တွေနဲ့ဘီတုကလက်ရာတွေထွန်းကားခဲ့ပါတယ်ကက်ရှ်မီးယားရဲ့အသေးကွဲစရာအကောင်းဆုံးအပိုင်းက1948ခုနှစ်အိန္ဒိယနဲ့ပါကစ္စတန်လွတ်လပ်ရေးရပြီးတဲ့နောက်မှာစတင်ခဲ့တာဖြစ်ပါတယ်1846ခုနှစ်မှာဗြိတိရှတွေကကက်ရှ်မီးယားကိုဂူလပ်ဆိုင်ဆိုတဲ့သူစီကိုရောင်းချခဲ့ပြီးတော့ဒိုဂရာမင်းဆက်ကအုပ်ချုပ်ခဲ့ပါတယ်လွတ်လပ်ရေးရရှိချိန်မှာကက်ရှ်မီးယားဟာအိန္ဒိယထဲဝင်မလားပါကစ္စတန်ထဲဝင်မလားဆိုတာရွေးချယ်ရခက်ခဲ့ပါတယ်နောက်ဆုံးမှာအိန္ဒိယနဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့ပေမဲ့ပါကစ္စတန်ကလုံးဝလက်မခံခဲ့ပါဘူးဒီကိစ္စကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ဟာစစ်ပွဲပေါင်းများစွာတိုက်ခိုက်ခဲ့ရပြီးတော့ယနေ့အချိန်ထိကက်ရှ်မီးယားဟာအိန္ဒိယထိန်းချုပ်နယ်မြေပါကစ္စတန်ထိန်းချုပ်နယ်မြေနဲ့တရုတ်ထိန်းချုပ်နယ်မြေဆိုပြီးတော့နယ်မြေ၃ပိုင်းကွဲပြားနေစေဖြစ်ပါတယ်ကက်ရှ်မီးယားရဲ့ရာဇဝင်ကလှပတဲ့ပန်းကင်းကြီးတွေကြားထဲမှာသွေးစွန်းခဲ့တဲ့သမိုင်းကြောင်းတွေရှိနေတာကြောင့် Paradise on Earth လို့ခေါ်ကြတယ်လို့ The World's Most Beautiful Battlefield ကမ္ဘာအလှဆုံးစစ်တလင်းလို့လည်းတချို့ကတင်စားကြပါတယ်ဒီလိုနဲ့ကားလေးစီးလိုက်လာရင်တဲခိုမဲ့ဟိုတယ်ကိုရောက်ခဲ့ပါပြီ။ဒါတော့ကျွန်တော်တဲတယ်ဟိုတယ်ပေါ့နော်။ဒီဟိုတယ်ရဲ့အဝင်နေရာကနေစဒီဟိုတယ်ရဲ့အခင်းကျင်းကဒီအိန္ဒိယဒါမှမဟုတ်ဒီပါကစ္စတန်ပေါ့နော်။အဲ့လိုမျိုးဒီ vibe ကိုတန်ကနေနဲ့ခံစားမိတယ်ပေါ့နော်။အဲ့တော့သူ့ရဲ့အခင်းကျင်းကိုကြည့်ကြည့်အောင်။ဟိုတယ်ကိုမြင်လိုက်ရတဲ့ခံစားမှုကတမိုင်းကြောင်းနဲ့ရောက်သွားသလိုခံစားရပါတယ်။လက်နဲ့ထုစစ်ထားတဲ့တစ်သားပပုတွေကက်ရှ်မီးယားကော်စောအကောင်းစားတွေနဲ့ပြင်ဆင်ထားတာကြောင့်နှွေးထွေးပြီးတော့ခံညားနေခဲ့ပါတယ်
ကက်ရှမီးယားစရီနဂါမှာပေါ့နော်တဲခိုကန်ဖြစ်ပါတယ်အဲ့တော့ကောင်းပါတယ်မဆိုးပါဘူးပေါ့နော်